Okay အခုအရင်ဆုံးကျွန်တော်အရှိကဒီကွန်ပျူတာအခြေခံကြောင်းနောက်ပြီးတော့ကွန်ပျူတာအခြေခံရဲ့ part 1 CPU အကြောင်းအရာတွေကိုပြောခဲ့ပါတယ်အဲ့တော့တချို့ကပြောချင်ကြမယ်ဗျာအခုထွက်နေတဲ့ပစ္စည်းအမြင့်ဆုံးကိုဝယ်လိုက်ရင်ပြီးရောပေါ့မဟုတ်ပါဘူးတကယ်တမ်းကpersonal ကျွန်တော်တို့ဒီ personal computer ဆိုတာအဓိက DIY ဆိုရက်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကိုယ်စိတ်ကြိုက်ပစ္စည်းတွေကိုရှာကိုနဲ့အသုံးတဲ့မဲ့အသုံးလို့အဆင်ပြေမဲ့ပစ္စည်းတွေကိုတစ်ခုချင်းညီရှာပြီးတော့ပေါ့နော်ဒီလိုမျိုးကိုယ့်ကိုယ်ဆင်ရတဲ့ feeling ပါအခုပြောမှာ GPU graphic ကအကြောင်းဒီ graphic ကိုဘယ်လိုမျိုးရွေးရမလဲ gamer တွေ streamer တွေဘယ်လိုမျိုး graphic ကိုသုံးရင်ပို့ပြီးတော့ကောင်းမလဲအဆင်ပြေမလဲအဲ့ဒါကိုပြောချင်တာပါကြိုက်တယ်ဆိုရင်လိုက်ပေးပါနောက်ပြီး friends တငယ်ချင်းတွေအကုန်လုံးမြင်ရအောင်လဲ share ပေးပါနောက်ပြီးတော့မသိတာတော့ရှိတာပဲဖြစ်ဖြစ်နောက်ထပ်ဘယ်လိုမျိုးဗီဒီယိုတွေကိုကြည့်နေတယ်ဆိုတာကိုလည်းဒီ comment မှာပေါ့နော်ရေးပေးပါကျေးဇူးအများကြီးတင်ပါတယ်ပထမဦးဆုံး AMD ရဲ့graphic card AMD graphic card ကဟိုးအရင်တော့ဆိုလို့ညာသူက ATI ဆိုရဲနာမည်နဲ့နောက်မှဒီ AMD ကပေါ့နော်ပြန်ပြီးတော့ဝယ်လိုက်တာဒီ AMD GPU graphic card မှာသူကအခုထွက်နေတာတော့ RX series တွေပေါ့နော်ကျွန်တော်ပထမဦးဆုံးဒီ graphic card ကိုဝယ်မယ်ဆိုရင်အခုထွက်နေတဲ့ RX 5000 series နဲ့ 6000 series ကိုအဓိကထားပြီးတော့ရွေးစီခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အရှိအထွက်ခဲ့တဲ့ဒီ RX 570 580နောက် 590တို့ဟာသူကဒီ temperature ပေါ့နော်အပူချိန်အရင်များတယ်ကျွန်တော်တို့ကွန်ပျူတာပစ္စည်းတွေကအဓိကကြောက်တာကသူက temperature အဲ့လိုအရင်များပြီးတော့နော်တစ်ချိန်လုံးအလုံးလုံးနေရတာပေါ့နော်အဲ့ဒါကိုသူကကွန်ပျူတာပစ္စည်းတွေကအရင်ကြောက်တယ် temperature များတာကိုကြောက်တာပေါ့နော်နောက်ပြီးတော့ဒီ graphic card တွေကဒီမီးအားလည်းအရင်ဆွဲတယ်NVIDIA GPU မှာဒီ graphic card မှာပေါ့နော် GTX နဲ့ RTX ဆိုပြီးတော့အဓိကထွက်နေတယ်အခုဝယ်မယ်ဆိုရင်ဗျာ GTX 10 series နဲ့ RTX အဲ့အပိုင်းကိုပဲရွေးစီရှင်တယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ထွက်ခဲ့တဲ့ကောင်တွေကအဲ့လိုပဲဗျာသူကဒီ9 series တို့7 series တို့ကဒီအပူချိန်အရင်များတယ် temperature အရင်များတယ်နောက်ပြီးတော့ဒီပြောရမယ်ဆို power ဘိုင်းဆွဲတာလည်းအရင်များတယ်အဲ့ဒါကြောင့်မလို့ပါတကယ်လို့ RTX 2060ကိုရွေးမယ်ဆိုရင်သူ့ရဲ့အနေဆုံးကောင်ပါဗျာဒီပန်ငါတစ်ခုနဲ့ပန်ငါတစ်လုံးနဲ့ပါတယ်ဟုတ်သားပေါ့နော်နောက်သူ့တဲ့အမြင့်ဆုံးကောင်ကသူကပန်ငါ3ခုပါတယ်ဒီကောင်က gaming OC ဆိုပြီးတော့ပါတဲ့ဟာပေါ့နော်တချို့ကထင်တယ်ဗျဒီ ဝယ်မယ်ဆိုရင်ဗျာ gaming OC အဲ့ဒါကိုဝယ်မယ်ဝယ်ပြီးတော့
overclock လုပ်မယ်ပေါ့နော် overclock လုပ်လိုက်ရင်သူကဒီ power ဘိုင်းအများကြီးတိုးတက်သွားမယ်လို့ထင်တယ်တကယ်တော့မဟုတ်ပါဘူးတကယ်လို့ gaming OC ဘိုင်းကိုဝယ်မယ်ဆိုရင်ကျွန်တော်သဘောပြောရင်ဗျာ2070ကိုတောင်းဝယ်လိုက်ပါအဲ့ဒါအများကြီးกว่าပါတယ်ဒီ2060ကိုဘယ်လောက်ကြီးပဲ overclock လုပ်လို့သူက2060ပဲအဲ့ဒါကြောင့်မလို့ပါကျွန်တော်တို့ဒီ first line graphic card company ဆိုတာကကမ္ဘာပေါ်မှာသူက graphic card ကိုအများဆုံးထုတ်တဲ့ company တွေပါပထမဦးဆုံးက EVGA company ပေါ့နော် EVGA ဆိုတာကဒီ American company ပါသူကတော့အများအပြားပေါ့နော်ဒီ GPU graphic card တွေပဲတီးတန့်ထုတ်တာနောက်ပြီး ASUS Gigabyte MSI ဒီ company တွေကထိုင်ဝမ်နိုင်ငံက company တွေပါသူတို့ကကွန်ပျူတာပစ္စည်းကိုအဓိကအများဆုံးထုတ်တဲ့ company တွေပါတကယ်လို့ကျွန်တော်တို့မားသားဖို့ပဲဖြစ်ဖြစ်ဒီ graphic card တွေကိုပဲဖြစ်ဖြစ်အဓိကပထမဦးဆုံးထားပြီးတော့ရွေးတင်တာဒီ company 3ခုပါဘာဖြစ်လို့ဆိုတော့သူတို့ထုတ်တာကလည်းအရင်များတယ်နောက်ပြီးတော့သူတို့ထွက်ခဲ့တာကလည်းဟိုးအရင်တည်းကထွက်ခဲ့တဲ့ company တွေပေါ့နော်အဲ့ဒါကြောင့်မလို့ပါနောက်တစ်ခုမားသားဖို့မှာသူက AS Rock ဆိုပြီးတော့ company တစ်ခုရှိပါတယ်အဲ့ဒါကတော့တရုတ်ပြည်နိုင်ငံတရုတ်ပြည်မှာကြီးက company ပါနောက်ထပ် company တွေက Sortex Galax နောက်ပြီးတော့ Colorful ဒီ company 3ခုပေါ့နော်အဲ့ company တွေကအများအပြားသူကထိုင်ဝမ်နဲ့ဒီတရုတ်ပြည်မှာကြီးက company တွေပါဘာဖြစ်လို့ဒီ company တွေကို second line လို့ပြောလဲဆိုတော့ဒီပြောမယ်ဆိုဗျာဒီ MSI တို့ ASUS တို့ကဒီ graphic card ထုတ်တာအရန်များတယ်သူတို့ထက်အများကြီးများလုံးအောင်ကြည့်လို့အဲ့ဒါကြောင့်မလို့ပါဒီ original graphic card ဆိုတာက Nvidia နဲ့ AMD ကသူတို့ငကိုမူလာပေါ့နော် original company ကထွက်တဲ့ graphic card တွေပါတကယ်လို့ဒီ Nvidia ပဲထားဗျာသူတို့က graphic card တစ်ခုထုတ်မယ်ဆိုရင်သူကအဲ့ graphic card ရဲ့သူ့ရဲ့ဟိုပါပေါ့နော် IC အဲ့ဒါတွေကိုဒီ ASUS တို့ Gigabyte တို့ MSI တို့သူတို့အဓိကထားပြီးတော့ရောင်းလိုက်တယ်ဗျာရောင်းပြီးတော့နောက်မှသူတို့ကဟိုသူတို့ထုတ်ချင်တဲ့ design တွေနဲ့အဲ့လိုမျိုးအများကြီးထွက်လာတာနောက်ပြီးကျွန်တော်တို့ဒီ gamer တွေ streamer တွေဆိုရင်ဒီ graphic card ဝယ်တော့မယ်ဆိုရင်ပေါ့နော်အနည်းဆုံးဒီပန်ကာနှလုံးပါတဲ့ဟာကိုစပြီးတော့ဝယ်သင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပန်ကာတစ်လုံးပါတဲ့ graphic card တွေကဗျာကျွန်တော်တို့တကယ်လို့တနေ့ကုန် game ဆောင်မယ်ဒီ stream လွှင့်မယ်ဆိုရင်ဗျာသူ့ရဲ့ temperature အပူချိန်ကတက်လာပြီဆိုရင်သူကပန်ကာတစ်လုံးနဲ့ဖြစ်တဲ့အတွက်အတန်ပိုင်းလည်းအရင်နာညီတယ်သူကရန် run ရတော့အတွက်နောက်ပြီးတော့အပူချိန်လည်းများတယ်နောက်ဆုံးပြောချင်တာကတော့ဒီ graphic card ကိုဝယ်မယ်ဆိုရင်ဒီကိုကြိုက်တဲ့ပုံစံကိုကြိုက်တဲ့ design ကိုတွေ့တာနဲ့ရွေးပြီးတော့ဝယ်လို့ရပါတယ်နောက်ပြီးတော့ဒီ graphic card ကိုဒီအဟောင်းတို့ဘာလို့ဆိုရင်လည်းမစိုးဘူးဆိုရင်ဝယ်ပြီးတော့သုံးလို့ရပါသေးတယ်တကယ်လို့မာသားပုတ်တို့ဘာလို့ဆိုရင်တော့အဟောင်းတို့ဘာလို့တော့မွေးသေးခြင်းမဟုတ်ဘာလို့လဲဆိုတော့မာသားပုတ်ကပြဿနာအများများတဲ့အတွက်ကြောင့်ပါနောက်ပြီးတော့ graphic card ကိုကျွန်တော်တို့မမြင်ဘူးတဲ့မတွေ့ဘူးတဲ့တစိမ့်တွေကိုလည်းမွေးသေးခြင်းမဟုတ်သူကဘယ်ကလာမှမသိလို့ပါအတုတွေလည်းအများများပါတယ်အဲ့ဒါကြောင့်မလို့ပါအခုပြောရတဲ့ graphic card အကြောင်းတွေကိုလည်းအားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်နောက်ဆုံးလည်းဒီလိုမျိုးဒီဗီဒီယိုလေးတွေထပ်ပြီးတော့ပြုလုပ်ပေးပါအောင်မယ်ကျွန်တော်ကို like share comment တွေပေးကြပါကျေးဇူးအများကြီးတင်ပါတယ်
။